Alo good morning ba, good morning ba. Breakfast challenge cho lấy tông đồng chào. Nhà đúng không? Lái một mặt đuôi này được ba. Lái một mặt khúc đuôi này là ba lấy rồi. Phải umuri. Phải gì ta mất đi đại lý mấy gì nữa ba phải gì. Phải lái một mặt đây nào. Tụi ta lấy lưu nó ta đang lấy cái lão sĩ, lấy lão sĩ. Ba lấy. Mấy na mấy điều. Lưu nó đi à cháu à đấy là đấy. Phải biểu cái là đã tâm hình là ta mang hộ cháu chỉ ông đấu thời ông sau nào là ta để cái mà tí luôn mấy là nó xe đi à lúc nó xe đi à lúc hôm nay ai được cháu khép hạt là bọn nó vì đó bác cả bùi phải u đất xin nó à ai được cháu khép là vì đó nó được khai ra đó cháu khép là rồi tôi chết đà đâu và rồi xí mà ba vì đó u đất sản nó mấy ai vậyဒီလိုတော့တားထင်တာပြောပြတော့ဖေးလေးဟိုတာဖုံးဆက်မင်းအားလုံးနှစ်ယောက်တည်းသိရမှာမလို့အားလုံးသိအောင်မေးကြည့်တာကိုတင်ထားတဲ့မင်းသားတယောက်လူရှင်တော်တယောက်ကတင်ထားတဲ့မင်းသားတယောက်မင်းသမီးတယောက်ကိုလူရှင်တော်ကပြန်ကြောက်လာတာပဲပြီးတော့ကိုယ့်ထက်လဲလူရှင်တော်တယောက်ထက်လဲအတန်လည်းမကောင်းအကလည်းမကောင်းဘာပညာလည်းမတတ်ဘူးလူရှင်တော်ကတင်ပေးတာလို့မင်းသားမင်းသမီးဖြစ်တဲ့မင်းသားမင်းသမီးကိုလူရှင်တော်ကပြန်ကြောက်လာတာဒါတော့အဲ့ဒါကိုဟိုတမန်စင်မဟုတ်ဘူးလို့ထင်ပြီးလို့မသိလို့မေးကြည့်တာပါဖေးရုပ်ပြီးတော့နောက်တစ်ခုဒါတော့လူရှင်တော်တွေဘဝမှာသူကဟိုလေဒါတော့လူရှင်တော်တွေဘဝမှာတင်တန်းမရှိခဲ့ဘူးလေအခုတော့ဟာတအစည်းအဝေးကနေပြီးတော့တင်တန်းပထမဒုတိယနှစ်ကြိမ်ရှိပြီးတော့တင်တန်းလောက်တာပေါ့နော်တင်တန်းနဲ့ရောက်နေထဲ့ကြည့်လို့ပါလူရှင်တော်မှန်တယ်မြတ်မင်းသားမင်းသမီးမှန်တယ်များကိုကြောက်ရမယ်ဆိုတာတကယ်ရှိခဲ့တာလားဒါမှမဟုတ်တချို့ကြောက်လေမယောင်မဲနဲ့ရောင်ဆောင်ပြီးတော့မကြောက်ဖဲနဲ့ကြောက်ချင်အောင်ဆောင်တာလည်းရှိကြတယ်လေအဲ့လေးကိုသိကျင်လို့ပါလို့နော်အဲ့လေးလည်းဖေးပြန်ဖြေပေးပါဘောတရားဝင်သားမေးတာလေတချို့ကျွန်တော်အဖေလေးအများကြီးနဲ့ကျွန်တော်ပွဲကဘူးပါတယ်တချို့စင်မော်မှာဆိုအဲ့လိုအတန်းမင်းသားအတန်းနဲ့တော့ကောင်းတယ်လို့အများကြီးပဲရှိတယ်အကတွေမင်းသားအကနဲ့မင်းသမီးကထက်ကောင်းတဲ့လူရှင်တော်တွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခါမင်းသားမင်းသမီးမှန်ကိုတင်ထားတဲ့လူတွေတော့ကြောက်ရတာလားဒါမှမဟုတ်ယိုသေးသမှုလားဒါပြောပြရလေယိုသေးသမှုဆိုတာဥမာမင်းသမီးဝလက်မပြီးတဲ့အချိန်မှာတွဲမပြက်ကဘူးလို့မင်းသားခွန်းတော့မဆိုတဲ့အချိန်မှာရှေ့ရဖြတ်မလျှောက်ရဘူးဆိုတဲ့ဒါစီကန်းဆိုရင်တော့ဒါလက်ခံတယ်ဖေးရစီကန်းဆိုရင်တော့လက်ခံတယ်မင်းသားမင်းသမီးတိုင်းကိုလူရှင်တော်တွေကြောက်ရမယ်ဆိုတော့တားအနေနဲ့တော့တကယ်လို့ဒိန်းတော်ရေးမင်းလူရှင်တော်လုံမစားတဲ့တော့ဆိုရင်လုံမစားတော့တမန်စင်လို့ပြောရင်တော့တားတော့မကြောက်ဘာလို့မကြောက်ဘူးလဲဆိုတော့တယောက်နဲ့တယောက်ကိုင်းကျုံးမြင်ကျုံးကိုင်းမြင်ပေါ့အဲ့လိုလှုပ်ရှားတယ်ကြောက်စိတ်နဲ့လှုပ်လို့လုံးမရဖေးရဖေးတို့လည်းသိပါဖေးတို့ရှာတားတို့ကတော့တင်ခဲ့ရတာခွေးတော့ကြောင်ပိတ်ရောက်ပြန်ကြိုက်တာဥပမာပြောပြနော်အဲ့တော့အဲ့ဒါလေးမေးကြည့်တာပါဖေးကြီးဒါကိုဖြေပေးပါဖေးလည်းတရားဝင်ပြန်ဖြေပေးပါဖေးကြီးနော်ဒါတော့သိချင်လို့ပါဖုံးဆက်မေးလို့ရှိရင်လေနှစ်ယောက်တည်းသိရမှာဆိုလို့အဲ့လေးမေးကြည့်တာပါအားလုံးမော်နီးပါမျိုးပါတာသာစောက်ရှောက်နိုင်ကြပါစေ